မောပေါ်လဲခေါ်မယ်နော်ကလောကကိုစီတူဒါဟေးတာဦးကျော်ကြီးone more happy jump Good morning ကဲတော့အခုကိုဘက်တလာကဲတော့ပြီးတော့ဆက်ပြီးပတ်စီပါနဲ့ဘယ်နေရာလေးလဲဆိုတော့သိရအောင်လိုက်ခဲ့ပါအောင်nhà số về cho đấy nhà số về cho đấy đó cái này sao này mà cái này đi chỉ có ngủ đấy quê nhà tông la mỏ nhưng mà cái gì à đi à còn chắc là cái gì mà này nào đến giờ mấy cái xe chạy mấy cái xe chạy bắt đầu nhẹ thì let's go sunshine ဆက်ပေးနေနေမိတ်ဆက်ပေးမယ်နော်ဒါထောက်ကြအကိုကြီးခဏမှတရားကိုပြပြအောင်ဒါကလောကကိုစီတူဒါဟေးတာဦးကျော်ကြီးဒါပဲရန်ကုန်မှာနေရဲ့အဲ့မှာရေတော့ဝဲအကိုကြီးဒီနေ့မိတ်ဆက်အစ်စ်တွေနဲ့ဒါဆိုရင်အခုလမ်းမှာတိလာတယ်အကိုကြီးဖိုက်စာလိုရကော်ဖီတောင်းဝယ်โอเคအဲ့တော့ဇီယောလေးနဲ့ဒူတမောင်းလိုက်စီးပါအောင်ကျတော့တို့ပြန်လာလေးလှရတော့နည်းနည်းချက်ဆိုင်ရအေးနည်းနည်းချက်ဆိုင်Yeah, bye bye, Yangon. Bye bye, bye bye. See you, Dala. Hello, Dala. Cô bác cây rồi, trả truyền vậy đó. Đi các bạn. Wow, đồ. Nó không mà xem mà Kacha toa cho mày la dao bài tuần đến một bảo thật là cái tao trả ai tao bảo xem mình sửa rồi ai chị áp giá nó không chạy đều rồi mà bây giờ bé quỷ ở nhà quỷ của tao chân này hồ à thì ông kêu là nhà quỷ mà nhà quỷ à nếu không khả nếu là nhà quỷ mà mẹ này thật ra nhà bây giờ mà là thấy rồi hết đâu để ai xe sao gọi là lỡ mà nè sorry bé quỷ mà bé quỷ mà nhà quỷ à ở đây đi vào giàu ý đi vào là thấy gì à tết đẹp em mà là thấy sản xịa ok ta lao vô lấy lại bảo cái DJ ấy sao bây tí sai cái này handle hỏa về ha cho xin gì vậy nó sao bóc phao rồi à kịp cho hơi đi lắm là kịp rồi nè á sao liền bộ ý vậy chẳng có mà cứ chẳng mấy rồi
အခုကပို့အေးရလင်းနဲ့ပို့ပြီးတတ်တယ်လို့ခံစားရတယ်သဘောကျရဲကဲ နောက်တစ်ခါကျရင်ငါရှင်ရင်းတို့လိုက်ဖို့တနေ့ကုန်စီးရမှာနေဘူးရတယ်ပြီးတော့ကော်မှုဟုတ်လား ဘယ်လိုပါလဲ ကော်မှုကနေပြီးတော့အတက်စီးလေးကိုတော်လေးတဲ့မှာကိုနေမရအောင်ပြန်တော့မှာသူလေးပြဟောပြည့်ပြည့်စီးတာတနေ့ကုန်လေးညနေဆောင်လေးမေးအောင်ပြီးတာပဲ ဟာ ဆန်းနေဆိုလည်းအားရမလား အားရ အဲ့လိုမျိုးစီးရမှာအဲ့ဒါမှစီးနိုင်တော့မှာဒီမှာဥပဒေ ရေလက်ဖက်ဆိုင်ဆက်ဘိန်းတို့ပြင်မာထားပြီးတော့လက်ဖက်ဆိုင်နဲ့အောင်ဝစားအခုဟိုပါလဲ breakfast စားပြီးတော့ထားပါနေတော့မင်းမနေ အဲ့မှာပဲနေလိုက်တော့ ဩသူကတော့လိုက်လိုက်โอเคကိုအောင်လေးရိုက်ပေးလိုက်အောင်နှခမ်းမွေးတဲ့ကောင်လေးကို ဆိုတင်မောတော့မှာဆိုဒီကတော့ငကြောက်တယ် ကားပြီနော်မစောင်းနဲ့နော် ကန်မယ်အေးဟေးဟေးဟေးဦး မင်းထားရောဒီဘက်ဝဲဆောက်နေတယ် ဟို ဒီငါခိုင်းနေတော့မင်း လူခဏခဏတော့ဘောတယ်ကွက်တယ်ပြင်မယ် ဟုတ်တယ်ပြီမင်းတို့ အဲ့တော့ကျွန်တော်ကြောင်လေးကပ်ပြီ တောင်းလည်းမဆုံးနေရဟုတ်တမ်းမလို့ ပေါ်ဝင်နေပြီကိုရအောင်ချင်းနေဝင်နေ ဟုတ်ပြီညောင်းရနေတယ်ကောင်းနေပါမယ်လေ ရတယ်โอเคဟေးဟေးရပြီ Hello everyone တော့မယ်အမလေးချောရရှွန်နေဆိုလည်းချောရလူလည်းချောရကျိုးစားပြစားဆက်ရင်းစီကြသူများ Okay ဦးကျော်တို့ကိုစီရောအနောက်မှာနောက်တစ်စိမ့်နဲ့ရောက်လာတယ်။ဒီတို့ခဏဆောင်ပြီးတော့သူတို့နဲ့အတူတူဆက်ဘိန်းဆက်စီမယ်။ဦးကျော်ရေကြောက်တယ်တဲ့။ရေဝတီသားခင်ဗျာဇာတိအဲ့ဒါရေကြောက်တယ်။အဲ့ဒါကငှက်ငှက်လေးနဲ့ခေါ်လာ။ဦးကျော်နောက်ဆိုအနေနဲ့ဆက်ဘိန်းမစီဘူးရပြောတော့။ Okay အဲ့တော့ဦးကျော်တို့ဆန်းလာလိုက်စအောင်ကြရတော့ဆက်တော့လာနော်။
အမဆောင်နေမှာတက်လာကြပြီဥကျော်တက်လာပြီ သူတို့ဒီဘက်ဟုတ်လားလူ ပြန်လာလုံးကျော် ရပ်ပြန် မဟုတ်ဘူးဒီတမန်နဲ့ပဲပြန်စီမှာ ဟုတ်ငါကောင်းပြန်ပေါ့ငါတို့ကဒီဘက်တော့ဆောင်းဒီကုန်းလေးတော့ပဲပြန်ဖို့ပြန်ဟမ်ငါတို့ကဒီဘက်ပြန်နေနေဆုံးတဲ့ဟိုကိုတဲ့ဟိုကိုကငါတို့ပြန်နေနေဆုံးတဲ့ဒီကပြန်မှာအဲ့လိုကဒီမှာဒီအဝိုင်းပတ်တာကြီးတွေကြောပြန်ခေါက်တော့ဒီလိုကျွန်တော်ကြောပြန်မသွားဘူးဒီလိုက်တယ်အော်ဟုတ်ပြီရရပေါက်တယ်ဥကျော်အဝေးပဲပတ်နေရမှာပေါ့ ဘယ်ဘုံဘယ်တော့ဒီနေလို့လည်းနီးတယ်နေလို့လည်းနီးတယ်ဒီကဘယ်ဝင်လိုင်သားနေနေလို့ဘေးတော့ပဲဆင်းသွားနေနီးလေးလေးငါတို့ကဟိုဘက်ထွက်သွားမယ်နေလို့ဘေးတော့ဆင်းသွားနေ ဆေးထိုးပါပြီဟုတ်ရလိုက်မယ်ဟုတ်တယ်လိုက်မယ်ရတယ်โอเคဆေးထိုးတဲ့နောက်ကိုဆေးထိုးခါလိုက်ပါမယ်ဒီနောက်သားနေပြန်မယ်အပြန်ကြရင်ဒီတမန်နဲ့မစီဘူးတကယ်တော့ဥကျော်ကနောက်ကျော်ပြန်မလဲကျင်တာမဟုတ်ဘူးသူရေကြောက်တာကဲစိတ်ကြီးခဏတော့ဘက်ကိုရောက်လာပြီရုပ်လှေစိတ်ကနေထွက်လာနေအဲ့ဘဲရောက်ပါလေကေဖုန်းလှေစိတ်ကနေထွက်လာနေကိုဘဲဘက်ကို꿰မယ်ဘဲကို꿰ပါမယ်ကေဟိုရင်တော့ blog ကေစသချင်း blog စသချင်းရိုက်တော့ဟာဒီကိုတင်ဘူးရဲ့โอเคโอเคစထွက်ပြီတဲ့ပဲနေအောင်မှာ တော့ဝါနေလိုက်ဒုက္ခရောက်ထုံလိုက်တော့ငါလမ်းကျန်းနေတာကြောက်တယ်မဒုက္ခရောက်ဒီကောင်မလေးပါလို့ပါငါဥဒ္ဒုဒုက္ခပြီလောက်ပါနဲ့ လမ်းကျန်းလေးကိုတော်ရီဖြက်ကြောက်လို့ ကောင်းပါလေးပါလို့တော့တရားမလောက်ပါနဲ့ ဥဒ္ဒုရဒုက္ခနဲ့အသားမဲနေပူပါလေကြောက်တယ် ဦးကျော်ကြီးပြောကုန်ပြီဦးကျော်ရုပ်ပြောကုန်ပြီ ကြောက်တယ် โอเคဒီလမ်းတော့ရှောက်နေမှာဒီလမ်းလေးကလေကွန်ကရစ်လမ်းလေးဒီလားလမ်းအရင်မကြအောင်ဒါမှမဟုတ်ဟိုဟာရှိရဂျားလေးလမ်းဂျားလေးရှိရဆက်ဘိန်းဘိန်းတစ်စီးဆောင်ဝင်လို့ရပါတော့အဲ့ဒါနဲ့သတိထားပြီးကေးစီးနေရအခုဆိုလို့ရှိရင်အော်အိမ်နေကာဝိုင်းဟိုလေဘဲဘက်ချမ်းမှာဟိုကမြစ်ကိုဘယ်မှာအနီးကထားပြီးတော့ကျတော့ဆက်ဘိန်းတော့ရှောက်စီးနေအောင်ဒါမြစ်ကဖေးလမ်းလေးပေါ့မိုက်တယ်အသိနေရလဲနေရိတ်နေရပဲကြည့်ပါဦးနေရိတ်နေတော့ရှောက်မှာအောက်မှာပါလာတယ်ဒီတော့ရှောက်ကလုံးဝနေရိတ်တယ်စီးရကောင်းတယ်နေမဘူးကိုရတော့မှားထားတယ်ဟုတ်တယ်ခွေးရတယ်လိုက်လို့ရှိရင်လည်းမကြောက်နဲ့တော့ထော်လာမပြင်းနဲ့ဒီတိုင်းပဲဆက်နေနေတယ်ဒီအောင်ကဘိန်းပဲလိုက်ကြိုက်တာအဲ့ဒါကမတိကြောင်ဆောင်ပြီးနေနေတာ Okay let's go to move ဆက်တော့ရနော်ကြည့်ပါအောင်ဒီလမ်းလေးကစီးလို့ကောင်းတယ်တခုတတိထားဒီမှာတွေ့လားဒီအချားအဲ့ချားရတော့နည်းနည်းတတိထားအဲ့ချားရတတိထားကျွန်တော် offline ဒီလိုမျိုးလေးနေရိတ်ကလေးစကားလေးတပြောပြောနဲ့နောက်မှနင်းလာကြပြောရင်တော့ဒါ reunion right ပေါ့နော်မဆုံးတာကြပြီဟင်တာဦးကျော်ရဲ့ကလောကကိုစီရဲ့ကဲတော့မဆုံးတာကြပြီဆက်ဘိတ်တူတူမစီးပြတာကြပြီဆိုဆက်ဘိတ်တူတူနင်းမယ်ဆိုရဘေးနာဟာတခြားအကိုတွေလည်းပါဝင်အားဖြည့်ဆက်ဘိတ်တူတူစီးကြရဲ Okay ဆက်တော့ပဲဟဲ့ကျမဝရုံတော်လေးအေးနေရတယ်တွေ့လားဟုတ်လိုက်တာဒါကစိတ်ကြီးခဏအောင်တို့ရဲ့စီဟုတ်ဆိုင်ကားကြော်လိုက်မနော်ဒါစိတ်ကြီးခဏအောင်တို့ရဲ့စီပါဒီနေ့စီမျိုးမစီပေါ့အေးရှင်းမတွေ့ဘူးဝိတ်အေးစီ
ဆိုတော့ထုံးစံတာအဲ့နာလေးမှာကွက်ပြီးတော့လူတွေဈေးဝယ်ပေါ့ညာစီကားဘာတွေ့ပြီလားရောတွေ့လားအေးဒါမီးတက်စိတ်ကြီးခဏတော့မီးတက်မီးတက်ရှိရခွေ oops sorry for a bump ဒီနေ့က route leader ပေါ့နော်အော် route leader လဲဆိုတော့ KD ကိုရောက်ဘူးလို့တခြားသူတွေကမရောက်ဘူးပေါ့ okay route leader နဲ့အတူထိုးလိုက်ခဲ့ပါအော်ဒါဟွာတင်းချိုင်မလီကြောက်တယ်ဒါအော်မွတ်စလင်တင်းချိုင် Islamic တင်းချိုင်တုတ်တာဟုတ်လေနေကြောက်တယ်ဒါလည်းနောက်ထပ်တထားတစ်ခုဒီတထားဟိုလေစိတ်ချင်းခဏတုံနဲ့ဒီဘက်ကဘာလည်းမသိဘူး no ကေတေချာမေးပြီးတော့ပြန်ပြောပြမယ်ဒီမှာဒီတထားအဲ့ဖြတ်ပြရရင်ဒီလမ်းတိုင်းဆင်းအောင်မယ်ဟိုတလောကလေးမှတ်မိလားကေဒီနားလာတော့လေဗီဒီယိုတစ်ခုရိုက်ထားတယ်အဲ့မှာအမိုက်တွေအပြည့်ပဲအဲ့အခုမစိုးအမိုက်တွေမရှိတော့ဘူးနော်အမိုက်တွေနည်းသွားပြီဒီလမ်းတိုင်းကေတော့နင်းပါမယ်အမိုက်ပုံဖတ်တော့ဟိုနားကေတွဲခဲ့တဲ့အမိုက်ပုံကြီးကမရှိတော့ဆိုတော့ဒီဟိုရွှေ့သွားဖြစ်မယ်နာမအမိုက်ပုံကြီးမမညစ်ကိုတင်မောကကြောက်တွေတဲတွေတဲသွားညစ်မနွားချန်ရှိရမနွားချန်တော့မဟုတ်ဘူးနွားမွေးထားတာပေါ့တင်းကုတ်လေးပေါ့ family တင်းကုတ်ပေါ့ဟဲ့ဒီအားတကယ်စုလို့ကောင်းတယ်ဒါဆိုလိုက်နောက်မှတကယ်ချင်းတွေပါမလာဘူးသူတို့အေးဆေးစကားပြောပြီးတော့စီးနေကြအကြည့်အောင်ဟိုကလည်းပါပါတယ်ဟာလဲဒီဘိန်းတွေကိုအတန်းထဲကိုမိုးဝင်အောင်လို့သိထားပြီးတော့စီးရလဲပါတယ်ဟိုနားမခဏဆောင်မယ်ဟောလာကြပြီအိုးဒါလေးရတကယ်အမှတ်တရလေးရနော်ဒီဘက်တင်မှာတကယ်တော့တော်တလေးရှိနေတော့မယ်ဒီလမ်းလေးနဲ့လဲခွင်းနဲ့နာမကေဘောဘောရပါမိုက်တယ်အခုဘယ်လောက်လဲ7 နာရီလောက်ပဲရှိအောင်မယ်လေအေးနေတော့မယ်နေရစနွေးနေပြီတော့ဘက်တွေမှာလိုမျိုး loud speaker နဲ့ဖွင့်နေဆိုရင်ကျင်းတည်ရအဲ့ဒါဟိုရှိလို့ပဲအလှသူတို့ sound box speaker ကြီးအပြည့်ရွာရိုးကိုပေါက်ကြားအောင်ဖွင့်တာတကယ်အခုအဝေးရနေလမ်းကြားနေရ Okay လမ်းတစ်ဖြည်းဖြည်းကျန်းလာပြီနှစ်လမ်းသွားနေပြီးတော့အခုဆိုရင်တစ်လမ်းသွားမှဖြစ်တော့မယ်ဒီမှာတစ်လမ်းသွားဖြည်းဖြည်းပေါ့အဲ့အောင်မညတော့သွားကန်နေလို့ဟဲ့ဒါတစ်လမ်းသွား adventure အဲ့လူကြီးတွေကိုသတိထားဖို့ပြောရမယ်ဒီမှာဒီလိုတွေဖြစ်နေပြီနောက်ကလူကြီးတွေပြီးချောင်းရှင်းမလမ်းဆောင်ဟတ်တက်ခွဲပါလို့နလန်းဆောင်ပြောခေလမ်းဆောင်ရောက်ရင်ဘဲကွေ့မယ်ရေကန်ကြီးရှိရယ်ရေကန်ရှိရယ်ဘဲကွေ့မယ်
โอ้ရမ်းလာတယ်ယဟူမိုက်တယ်Oh hello Oh 原来对啦khoen nhà bạn đi ngào lại một cái nè cái đi láng đó sao cũng sao mấy lại xí bảo cái journey bọn nó ha tay đi ta sợ nè đồ quên mày lại hết mày chỉ về但是呢，拉丝的呀，但是爷爷比来比我没在嘅嘛，爱在个里啊，爷爷执帮口水片呢，将来多把嘢，嘿，老周来哦，诶，有比，我唔介意咯。အကောင်လုံးပဲကေခေါ်လာတဲ့ဒီလမ်းလေးကိုတဘောကြမယ်လို့မျှော်လင့်ပါတယ်စအောင်နော်ကိုရရောက်ဖွဲ့ကိုရခေါ်ပါလေဒီနောက်ကလက်ပဲပဲကဲရောက်ပါပြီ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 ဒါရဆိုရင်မသုံးဖြစ်တော့ဘူးပေါ့ဆောက်ဦးရယ်အခုကတော့လောက်ပန်ကုန်းအကောက်ခွန်စခန်းအဟောင်းဖြစ်ပါတယ်အရင်တော့ဒီနေရာရဲ့အရန်စီကားခဲ့တာပေါ့နော်အခုမသုံးဖြစ်တာကြာပြီဒါ hidden place ပေါ့နော်ကေတို့7ရှောက်စီးရင်းနဲ့ရောက်တာပေါ့ဆိုတော့ဒီလိုမျိုးပေါက်ပေါက်ရှာရှာတွေကို7စီးရင်းနဲ့ပဲရောက်ဖြစ်ပါပေါ့ Okay let's go ပြန်ကြည့်ပါဦးညရဲ့တစ်ဖက်ခန့်အဲ့လိုမှာဒီလိုမျိုးတာယာလှပရင်သက်ရှုံမောပွဲဖြစ်ပါတယ်။အိုးဘောကြောင်လိုက်တာဘောကြောင်လိုက်တာဆက်သွားရင်မရှိတော့ပါဘူးလား။ရောက်ပါပြီ။ကြေးရမ်းဆိုင်တဲ့ဖန်ရှိပန်းနေတယ်နဲ့အတူโอ้ดูวันလုံးอ่ะแล้วปากวิขันเขาကောင်းလားမဲ့သဘောကျကျရဲ့လားရှင်အကုန်လုံး interview လိုက်အောင်မယ်နော်ပထမအဆုံးရောက်ဖို့တာလားဘလို့ခံစားချက်ရှိလဲကိစ္စပဲခဏထောင်လိုက်အောင်တူတူ Okay ဆက်ပဲခဏထောင်ခဲ့မယ်ရောက်ပြီ学到钱了。我做 interview 咩？不他冇送件要付啊啦？ပထမဆုံးနဲ့ဒုတိယချိန်哈，好ပြီ။ကိုကြီးရောပထမဆုံးချိန်ကိုကြီးပထမဆုံးချိန်လား။ရောက်ဘူးပါတယ်ငါဒီကွန်ကရစ်လမ်းမခင်းနေရောက်ဘူးလား။ Okay ကိုကြီးပထမဆုံးချိန်ပထမဆုံးချိန်ဒီကမခင်းနေညနေဘော်တယ်အဲ့ဆိုရင်ဒီထိုးလေးလိုက်ပြမယ်ပေါ့နော်ထိုးကတော့ဘာမှမရှိပါဘူးဒါပါပဲဘာလို့လဲဆိုအဆက်မှာဒီကမူလေးပဲရှိရအောင် Okay အဲ့ဆိုရင်ရတဲ့ပုံရိုက်ကြမယ်ရှင်းတော့ဆမ်မင်းစင်ကြိုက်တာတခုရေစားလို့ရေရှိကိုအဝါတောက်လို့ရပြင်းတောင်းပြင်းရအားဆုံးရုံလေးမတောင်းလို့ရ
အခုဒီဘက်ကမူဘက်ကိုသွားရတဲ့ပုံသွားရိုက်မယ်လိုက်ခဲ့အောင်နော်ဟေးဓာတ်ပုံရိုက်ပါမယ်ဟေးကြောက်တောင်ကြောက်လိုင်းလုံးလေးစီး နေပြီးပြီး သွားကြမယ်။သွားခဲ့။လိုင်းတန်လေးနားထောင်လိုက်အောင်။ Okay အဲ့တော့ဒီနေ့ကြီးရဲ့လက်ခုပ်ကုန်းဟုတ်ပါဘူးလာပြန်ပြီးလက်ပံကုန်းအကောက်ခွန်စခန်းကိုတရက်7 border တွေကိုခေါ်လာပြီးတော့စီးရ route lead အနေနဲ့စီးပါတယ်အဲ့ဒီဟာလမ်းမမကိုရောက်တယ်ပြီးတော့အကုန်လုံးသဘောကျကြတဲ့အတွက်ကြီးလည်းပျော်ပါတယ် Okay အဲ့ဆိုရင်ကြီးရဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်အားလုံးပဲ see you in next video ပါတတာ Oh wait happy jump ခုံမယ် happy jump ခုံမယ်နော် Okay ဒီနားဟောမယ် Okay 1 2 3 happy jump one more happy jump ရပြီ bye see you in next video